မင်္ဂလာပါရှင်ကျွန်မအခုဒီ flower blanket လေးရဲ့ပတန်သဘောတရားကိုလက်တွေ့ရှင်းပြချက်လေးပြပေးမယ်ပေါ့နော်အခုဒီမှာမြင်နေရတဲ့ဟာလေးကိုကျွန်မဒါထိုးထားတာလေးဆိုရင်သူကကြတော့ခြုံထဲ site မဟုတ်ပင်မဲ့ကျွန်မတို့ဖျားပလင်ပူဇော်တဲ့ site ပေါ့နော်12လက်မှာဝင်ခြင်းဖျားပလင်ပူဇော်ခြင်းလည်းရတယ်စပွဲတင်အလှတင်ခြင်းလည်းဆိုလည်းရတယ်ဒါတော့ဒါကျွန်မလက်တွေ့ပတန်စမ်းထားတာလေးဖြစ်တယ်အမားတို့အနေနဲ့ကအခုပြပေးမယ်နီးစနစ်အတိုင်းကိုဒီမှာပွားသွားမဲ့ roll line လေးတွေကိုခြီ400ကနေ900 gram လောက်ဒီအသုံးပြုပြီးဆိုတာနဲ့ power site ခြုံထဲ site အကြီးကိုရမှာဖြစ်ပါတယ်ပတန်သဘောတရားရတော့အတူတူပါပဲဘယ်နေရာမှာတိုင်နေပွားရမယ်အလဲပွားရဘလောက်ကနေစရမယ်နှင်းစီအပွင့်အကြီးအသေးပေါ်မူတည်ပြီးနီးစနစ်ကဘယ်လိုထိုးရမယ်စသဖြင့်ဒါလေးတို့ကျွန်မအတိအကရှင်းပြပေးမယ် site အကြီးကကြတော့ကိုယ်တိုင်ထိုးသွားရမှာဖြစ်တယ်ပေါ့နော်ကျွန်မ site ကြီးတဲ့အထိတော့မထိုးပြပေးပါဘူးเนาะပတန်လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်เนาะဒါလေးဆိုလို့ရှိရင်ကျွန်မ12လက်မအရွယ်ရှိတယ်စပွဲအလှတင်ဖျားပလင် site လေးဖြစ်ပါတယ်ပန်းပွင့်လေးတွေဆိုလို့ရှိရင်လည်း original မူရင်းပတန်တွေထဲမှာဆိုရင်သူတို့ကတပွင့်ချင်းထိုးပြီးတော့ဒီမှာပြန်ချုပ်တဲ့အနေထားအဲ့ဒါကြတော့ကျွန်မစမ်းတက်ကြည့်ရဲ့အခါမှာတိတ်မခိုင်ဘူးပန်းပွင့်ကြီးကလှုပ်နေတဲ့အခါကျတော့ကျွန်မကခြီကိုပန်းပွင့်တပွင့်ထိုးလိုက်ဒီမှာခြီပြီးတော့ဖြတ်လိုက်နဲ့ခြီစားတွေလည်းအနောက်မှာပွားနေတာမျိုးမဖြစ်အောင်ဒီပန်းဖွင့်ကိုတပွင့်ပြီးဆိုတာနဲ့တပွင့်ဒီဘက်ကိုရှက်ကော်နဲ့အနီလိုင်းလေးလိုက်ပြီးတော့အကုန်လုံးကိုအသေးချုပ်တဲ့ပုံစံပါနော်အဲ့လိုမျိုးလေးဒီမှာထိုးထားတယ်ပို့ပြီးတော့လည်းခိုင်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်မဒါလေးကိုလက်တွေ့ပြပေးပါမယ်ုံပြရမယ့်ခြီရကြတော့ကျွန်မ Mikoto အမဲပတ်ဒီလို full blind site ကို recommend ပေးထားပါတယ်ပန်းပွင့်အတက်ကဒီလို50 gram ကိုဆိုလို့ရှိရင်ကျွန်မဒီမှာခြီအနှဲငယ်ဒီလောက်ထိကိုပို့နေတယ်သူရဲ့ဒီအခန်းရောင် line အတွက်ဆိုလို့ရှိရင်လည်း50 gram တစ်လုံးမှာဒီလောက်ထိပို့နေသေးတယ်ပေါ့နော်ဒါအဲ့ဒါကြောင့်မို့လို့ကိုထိုးမဲ့ site ပေါ်မူတည်ပြီးတော့ခြီရတော့ကုန်မှာပေါ့နော်အဲ့လိုရှင်ကျွန်မဒီပတန်သဘောတရားလေးကိုအခုလက်တွေ့ထိုးပြပါမယ်ရှင်ဒီထဲမှာအသုံးပြုသွားရမယ်တိုင်ချက်တွေဟာဆိုလို့ရှိရင်2မျိုးလောက်ပဲပါတယ်တိုင်ချက်က2မျိုးပြီးရင်ကျမတို့ရှက်ကော်ပါမယ်ဖွမီပါမယ်ပေါ့နော်အခြေခံ baseline အနေနဲ့ကျမတို့မဖြစ်မနေသူ့ကဖွမီချက်ကလေးတွေနဲ့အရင်စရမယ်เนาะဒီလိုမျိုးchainလေးတွေဖွမီလေးတွေအရင်ဦးဆုံးစရမယ်ပြီးသွားပြီဆိုလို့ရှိရင်ပန်းပွင့်တပွင့်ဖြစ်ဖို့အတွက်ဆက်တဲ့နေရာမှာဆိုရင်ကျမတို့ဒီလိုဖွမီချက်ထဲကိုအပ်ယူပြီးတော့တစ်ဖက်ကကွင်းကိုကောက်ပြီးတော့တစ်ခါတည်းဒီလိုခြီဖြုတ်တဲ့နည်းစနစ်ရှက်ကော SLS တွေထိုးချက်ဒါလည်းပါမယ်ပြီးရင်ကျမသုံးထားတဲ့ထဲမှာဒီဖွမီချစ်ထဲကိုအပ်ထည့်ပြီးတစ်ဖက်ကခြီကိုပြန်ကောက်ပြီးခြီဖြုတ်ပြီးတော့ထိုးချက်ဖြစ်တဲ့တိုင်တိုထိုးချက်လည်းပါတယ်ပန်းပွင့်နဲ့ဒီအလဲပတန် line အတွက်ကိုကျမကတရစ်တင်တိုင်ရှည်လေးပဲအသုံးပြုထားတယ်ဒါဆိုရင်ဒါတရစ်တင်တိုင်ရှည်ပေါ့နော်ဒါဒီပတန်မှာအသုံးပြုသွားမယ်ဒါအဓိကထိုးချက်ကလေးတွေဖြစ်ပါတယ်ဒါဆိုရင်ကျမတို့သူ့ကိုစပြီးတော့ထိုးသွားမယ်နော်ဦးဆုံးအနေနဲ့သူ့ရဲ့ဒီအလဲဝိုင်းအတွက်ကိုဖွမီချက်ကျွန်မ6ချက်လောက်နဲ့စပါမယ်1ဒီမှာနော်1 2 3 4 5 6ဖွမီ6ချက်ရပြီဆိုလို့ရှိရင်သူ့ဂွင်းပုံစံလေးဖြစ်သွားအောင်ဆက်ကမှာရှင်ဒါပထမဆုံးစခဲ့တဲ့ဖွမီဂွင်းပုံစံဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီပထမဆုံးစခဲ့တဲ့ဒီဘက်ဖွမီချက်တွေကိုအကူပြန်ထည့်ဒီတစ်ဖက်ကချီကိုကောက်ပြီးဒီမှာကောက်လို့ရတဲ့ဒီချီကိုဒီမှာအဖက်မှာရှိတဲ့ကွင်းဘက်ကိုလည်းတစ်ခါတည်းယူဒါဆိုရင်ဒီမှာသူကအဝိုင်းပုံစံကွင်းပုံစံလေးဖြစ်သွားပြီဒီနည်းစနစ်နဲ့ဒီအလဲဝိုင်းလေးကိုစလို့လည်းရတယ်လို့ကျမတို့နောက်ထပ်ထိုးချက်ဖြစ်တဲ့ magic ring တွေပိုင်းနဲ့လည်းဒီထိုးနည်းကိုစလို့ရတယ်เนาะကဲဒါဆိုလို့ရှိရင်ပြီးပြီဆိုရင်သူ့ရဲ့ဒီအလဲဝိုင်းပထမဦးဆုံးပတန်အနေနဲ့ကတရစ်တင်တိုင်ရှိ12တိုင်ထိုးရမှာဖြစ်ပါတယ်တရစ်တင်တိုင်ရှိ12တိုင်အတွက်ဆိုရင်ကျမတို့ဖွမီချစ်3ချစ်နဲ့ညီမျှတယ်ဒါကြောင့်ဖွမီ3ချစ်အရင်ချစ်ပါမယ်1 2 3အခုကျမထိုးလိုက်တဲ့ဖွမီ3ချစ်ဒီတရစ်တင်တိုင်ရှိတာတတိုင်စသွားပြီလို့မှတ်ယူတယ်ပေါ့နော်ဒါကြောင့်ကြံရှိနေတဲ့နောက်ထပ်တရစ်တင်တိုင်ကြီး17တိုင်ကိုဒီမှာဆက်ပြီးထိုးသွားမယ်ထိုးသွားတဲ့အခါမှာဒီမှာအပေါ်မှာတရစ်ရဲ့ဒီခွင်းအဝိုင်းလေးအထဲကိုအချက်ကိုထည့်ပြီးတော့တစ်ဖက်ကချီကိုပြန်ကောက်ပြီးတော့တရစ်တင်တိုင်ရှိလေးတွေ17တိုင်ပြည့်အောင်ဖော်ရမှာပါဒါဆိုဒီမှာတတိုင်ပြီးပြီနောက်ထပ်တရစ်ရဲ့ဒီမှာဖွမီကိုအဝိုင်းခွင်းလုပ်ထားတဲ့ဒီအလဲပေါက်ထဲကိုပဲအခုထည့်ဒီတစ်ဖက်ကချီကိုကောက်တရစ်တင်ကိုချီဖြုတ်တဲ့အခါမှာအရှိ2ကွင်းဖြုတ်တယ်ပြီးရင်နောက်ထပ်2ကွင်းထပ်ဖြုတ်တယ်
ကဲဒါဆိုရင်ဒီမှာကျမတို့တိုင်3တိုင်ရပြီဒီမှာဖွမီ3ချစ်တီလဲတစ်တိုင်ပြီးတော့ဒီမှာနောက်ထပ်ထိုးထားတာ2တိုင်အားလုံးပေါင်း12တိုင်ပြည့်အောင်ကျမတို့ထိုးရမှာနော်ဒါဆိုဆက်ထိုးသွားမယ်ဒီကွင်းထဲကိုအကိုဝင်တစ်ဖက်ကချီကိုကောက်အပေါ်မှာဒီလို3ကွင်းရပြီဆိုရင်အရှိ2ကွင်းကိုအရင်ချီဖြုတ်အမှ2ကွင်းပြန်ဖြစ်သွားပြီဆိုရင်နောက်တစ်ခါချီဖြုတ်ဒါဒီတရစ်တင်တိုင်ချီဖြစ်ပါတယ်အဲ့ဒီတိုင်းဒီဖွမီဒီအလဲဝိုင်းလေးဒီမှာခုနကွင်းလုတ်လိုက်တဲ့အလဲဝိုင်းလေးတွေကိုအချက်ကိုထည့်ပြီးတော့အလုံး12ခုပြည့်အောင်ကျွန်မဆက်ထိုးသွားမယ်လက်စကိုအရင်ကြီးမကြစ်ပါနဲ့နော်ကဲဒီမှာဆိုရင်ဒါကျွန်မ12တိုင်ပြည့်ပါပြီ12တိုင်ပြည့်ပြီဆိုရင်ဒီမှာ1 2 3ဖမွေး3ကြက်တာကြက်ထားတဲ့နေရာဒီတစ်ဖက်နဲ့တစ်ဖက်ကိုအဝိုင်းပုံစံလေးဖြစ်အောင်ရှက်ကောင်နဲ့ဆက်မယ်ရှက်ကောင်နဲ့ဆက်တဲ့အခါဒီမှာဖုံမီ3ချစ်ချစ်ထားတဲ့ဒီပထမအဆုံးဒီဘက်ထိပ်ဘက်ကဖုံမီချစ်လိုင်းလေးတွေကိုအကူထည့်လိုက်တယ်အကူရအောင်ထည့်မယ်နော်ထည့်ပြီးတော့တစ်ဘက်ကချီကိုကောက်ပြီးရင်ဒီဘက်ကွင်းမှာတစ်ခါတည်းထည့်ပြီးဖြုတ်လိုက်ဒါရှက်ကိုဆက်တဲ့နီးစနစ်ဖြစ်တယ်ပြီးရင်နောက်ထပ် roll line တစ်ခုကျမတို့တက်ပါမယ် roll line တစ်ခုတက်တဲ့အခါမှာဒီမှာအရင်ဆုံးအနေနဲ့ဖုံမီ3ချစ်ကျမအရင်ကျစ်လိုက်မယ်ပေါ့နော်ဖုံမီ3ချစ်အရင်ကျစ်မယ်ပြီးသွားပြီဆိုရင်ဒီဒုတိယ roll line မှာကြတော့ဒီလိုဖုံမီပေါက်ဒီလိုတစ်ခုဒီလိုဖုံမီချစ်ဒီလိုတစ်ချက်ထဲမှာအခုထိုးတဲ့တရစ်တင်တိုင်စီကဒီလိုဖုံမီတစ်ချက်ဒီလိုတစ်ပေါက်မှာ2တိုင်စီထိုးရမှာအဲကြတော့ဓာရဲ့2ဆဒုတိယတန်းဓာရဲ့2ဆဖြစ်သွားမယ်ဒီမှာ7နှစ်ဆိုရင်ဒုတိယတန်း24တိုင်စာဖြစ်သွားမယ်ဒီမှာအခုဒီမှာဆိုရင်ကျမဒုတိယ roll line တော့ကိုဖုံမီက3ချစ်ချစ်ပြီးသွားပြီဒါဆိုတစ်တိုင်ရပြီပြီးသွားရင်တရစ်တင်တိုင်စီတစ်ခုပဲဒီဖုံမီ3ချစ်ဒီရှက်ကိုဆက်ထားတဲ့ဒီနေရာလေးတွေကိုအချက်ကိုထပ်ထည့်ပြီးရင်တိုင်ဖို့ဒါဆိုရင်တစ်ပေါက်မှာ2တိုင်ထိုးတယ်ဆိုတဲ့နေ့စနစ်ဒါပထမဆုံးဟာတစ်ခုပြီးပြီပြီးသွားပြီဆိုရင်နောက်ထပ်တရစ်တင်တိုင်ရှိတစ်ခုဒီမှာဒီဘက်တိုင်ရဲ့အပေါ်မှာရှိတယ်ဒီဖုံမီလိုင်းထဲမှာဒီလိုတစ်ခုထဲမှာတရစ်တင်တိုင်ရှိ2တိုင်ထိုးမယ်ဒီမှာဆိုနောက်ထပ်တရစ်တင်တိုင်ရှိတစ်ခုဒီဖော်တဲ့ဒီအပေါက်ထဲမှာပဲထပ်ထိုးမယ်တစ်ပေါက်မှာ2တိုင်ဒါတိုင်ပွားတဲ့နေ့စနစ်ပေါ့နော်နဲ့ပြီးရင်ဒီမှာတတိယမြောက်ဖုံမီချက်တတိယမြောက်ဖုံမီချက်တတိယမြောက်တိုင်ချက်ရဲ့အပေါ်ကဒီတတိယမြောက်ဖုံမီချက်ထဲမှာလေဒီလိုတစ်ပေါက်ထဲမှာတရစ်တင်တိုင်စီ2ခုထပ်ထုံးမယ်ဒီမှာဆိုတစ်တိုင်အဲ့ဒီထဲမှာပဲနောက်တရစ်တင်တိုင်စီတစ်ခါထပ်ပေါ်မယ်ဒီဒုတိယမြောက် roll line လေးကိုလည်းအခုလိုနီးစနစ်လေးနဲ့အတိုင်းတစ်ပတ်ပြည့်အောင်ဆက်ထိုးတော့ပါမယ်ဒီလိုဖုံမီတစ်ချက်မှာတရစ်တင်တိုင်ရှိ2တိုင်နှုံးနဲ့တစ်ပတ်ပြည့်အောင်ထိုးမှာပါအားလုံးပေါင်း24တိုင်ရပါမယ်ဒီမှာတော့တစ်ပတ်ပြည့်အောင်ဆက်ထိုးမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာဖုံမီတစ်ချစ်ကို2တိုင်နှုံးနဲ့ထိုးတာတစ်ပတ်ပြည့်ပါပြီတစ်ပတ်ပြည့်ပြီဆိုတာနဲ့နှစ်ဖက်ကိုရှက်ကော်နဲ့ထပ်ဆက်ပါမယ်ဒီမှာပထမဆုံးဖုံမီ3ချစ်စလာခဲ့တဲ့အတန်အဲ့ဒီအပေါ်မှာဒီအပေါ်လိုင်းဖုံမီချက်ကလေးကိုယူပြီးတော့ရှက်ကော်လေးနဲ့ဆက်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ် roll line တစ်ခုအတွက်ကိုဖုံမီ3ချစ်ထပ်တက်ပါမယ်ဒီ roll line number 3မှာကြတော့ကျမတို့ဒီလိုတစ်ပေါက်ထဲမှာ2တိုင်တစ်ခါထိုးเนาะတိုင်ပွားတဲ့နေစနစ်ဒီမှာဖုံမီတစ်ချက်မှာ2တိုင်ထိုးခဲ့တယ်ဆိုတဲ့နေစနစ်တိုင်းပဲဒီမှာဖုံမီတစ်ချက်မှာ2တိုင်ထိုးပြီးပြီဆိုတာနဲ့ဖုံမီ2ချစ်ချစ်မယ်ပြီးသွားရင်ဒီဘက်အောက်မှာကြတော့ဒီလိုတစ်တိုင်ကြော်ပေါ့နော်ဒီတစ်တိုင်ဒီဖုံမီတစ်ချက်မှာထိုးတာမဟုတ်ပဲねဒီဖုံမီတစ်ချက်ဒီတစ်တိုင်ကိုကြော်ပြီးသွားတော့ဒီဘက်ဖုံမီချက်မှာနောက်ထပ်2တိုင်ဒီတစ်ပေါက်ထဲမှာထိုးမယ်အကောင်တော့ဒါအခုတရစ်တင်တိုင်ရှိတွေပဲအသုံးပြုနေတာเนาะဒီမှာဆိုလို့ရှိရင်လည်းတရစ်တင်တိုင်ရှိတစ်ခါပေါ်မယ်ပြီးသွားရင်ဒီအပေါက်ထဲမှာပဲနောက်ထပ်တရစ်တင်တိုင်ရှိတစ်ခါထပ်ထိုးမယ်ပြီးပြီဆိုရင်ဒီလိုတိုင်ပွားတစ်ခုနဲ့တစ်ခုကြားမှာကြတော့ကျမတို့ဖုံမီက2ချစ်စာကြောရမယ်အဲ့ဒါကြောင့်2တိုင်ထိုးပြီးပြီဆိုရင်ဖုံမီတစ်ချစ်2ချစ်ချစ်လိုက်မယ်အပေါ်မှာ2ချစ်တယ်ဆိုရင်အောက်မှာကြတော့တစ်ချစ်ပဲကြော်မယ်เนาะဒီဘက်ကရဲ့ဖုံမီချက်မှာတိုင်ဖော်တာမဟုတ်ဘဲနဲ့ဒီဘက်ဒုတိယမြောက်ဖုံမီချက်မှာတိုင်ကိုဖော်မယ်တိုင်ဖော်တဲ့အခါမှာလည်းအဲ့ဒီဖုံမီတစ်ခုထဲမှာ2တိုင်ကိုဖော်သွားရမှာဒီ roll line number 3မှာလည်းအခုပြတဲ့နေစနစ်လေးအတိုင်းကျမတို့တစ်ပတ်ပြည့်အောင်ထိုးရမယ်တစ်ပေါက်ထဲမှာ2တိုင်ဒီလိုပုံစံလေးဖြစ်မယ်ပြီးရင်တစ်ကြိ
နှစ်ချစ်ချစ်တရစ်တင်တိုင်ရှိဒီအောက်မှာတစ်ချစ်ကျော်ဒီဘက်ဒုတိယမြောက်ထဲမှာနောက်ထပ်တိုင်ပွားရဲ့ဟာတစ်ခုထပ်ထုတ်မယ်ပေါ့နော်ဒါတိုင်းတရစ်တင်တိုင်ရှိတစ်ခါတရစ်တင်တိုင်ရှိနှစ်ခါပြီးရင်ဖွင့်ပြီးနှစ်ချစ်ထပ်ချစ်နှစ်ပေါ်မှာနှစ်ချစ်အောက်မှာကတစ်ချစ်ကျော်ဒီတစ်ချစ်ကိုကျော်ဒီဒုတိယမြောက်ဖွင့်ပြီးချက်မှာတစ်ပေါက်သေးကိုနှစ်တိုင်ထိုး row number 3မှာအခုပြတဲ့နီးစနစ်လေးအတိုင်းတစ်ပတ်ပြအောင်ဆက်ထိုးသွားပါမယ်ဒီလိုပုံစံလေးတွေဖြစ်မယ်ကျမတို့စုံတဲ့အထိထိုးပါမယ်တစ်ပတ်လေးပြအောင်ဒီဖွင့်ပြီးချက်ဒီတစ်ပေါက်ထဲမှာတရစ်တင်တိုင်ရှိနှစ်ခါဒါဆိုရင်တော့ဒီမှာ3တန်းမြောက်ပေါ့နော် row number 3ပြီးပါပြီဒီညမှာကျမတို့နှစ်ကျစ်လိုက်မယ်ကျစ်ပြီးမှသာဒီဘက်မှာ row line စခဲ့တဲ့ဖွင့်ပြီး3ကျစ်ရှိတဲ့နေရာကိုတစ်ပတ်ပြည့်ရင်ရှက်ကိုကုတ်နေကြအတိုင်းပေါ့နော်ရှက်ကိုနဲ့ဆက်နေကြအတိုင်းဒီဖွင့်ပြီးချစ်ဒီအပေါ်ထဲကိုအခုထဲတစ်ဖက်ကချီကိုကောက်ရှက်ကိုနဲ့ဆက်ဒါတော့ row number 3ပြီးသွားတဲ့အနေထားလေးပေါ့နော်ပြီးသွားပြီဆိုရင်နောက်ထပ် row line တစ်ခုမှာကြာတော့ number 4ပေါ့နော် row number 4မှာကြာတော့ကျမတို့ကဒီဖွင့်ပြီးတစ်ချက်မှာတိုင်ပွားတစ်ခါပြီးရင်ဒီမှာဒီတစ်ပေါက်ထဲမှာတရက်တန်တိုင်ရှိတစ်ခါတိုင်ပွားတစ်ခါဒီတစ်ပေါက်ထဲမှာနှစ်တိုင်ပေါ့နော်ဒီတစ်ပေါက်ထဲမှာနှစ်တိုင်ထိုးမယ်ဒီတစ်ပေါက်ဒီဘက်ပါကြတော့သူနဲ့ကရက်ဖွင့်ပြီးချက်မှာကြတော့တစ်ပေါက်မှာတစ်တိုင်ထိုးမယ်နှစ်ဆိုပြီးတော့ပတ်လည်းထိုးသွားမယ်ပြီးတော့အဲ့လိုထိုးချက်ကလေးတွေရဲ့တစ်ခုနဲ့တစ်ခုကြားမှာလေဒီအောက်မှာခြားခဲ့တဲ့နီးစနစ်တိုင်းဖွင့်ပြီးနှစ်ချစ်စာစီစားတော့ခြားသွားမယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကျမတို့ပထမဦးဆုံးအတိုင်အတွက်ကိုကဖွင့်ပြီး3ချစ်နဲ့ညီမျှတာဖြစ်တဲ့အတွက်ဖွင့်ပြီး3ချစ်တက်လိုက်မယ်ဒါဒီတစ်တိုင်ဖြစ်သွားပြီပြီးပြီဆိုရင်တိုင်ပွားနဲ့စမှာဖြစ်တဲ့အတွက်ဖွင့်ပြီး3ချစ်စခဲ့တဲ့နေရာထဲမှာနောက်ထပ်တရစ်တင်တိုင်ရှိတစ်ခါထိုးမယ်ပြီးသွားရင်သူနဲ့ကရက်ဒီဖွင့်ပြီးချက်မှာကြတော့ဒီတစ်ပေါက်ထဲမှာတရစ်တင်တိုင်ရှိတစ်ခါပဲထိုးမယ်ဒါဆိုခုနကကျွန်မပြောတဲ့အတိုင်းတိုင်ပွားတစ်ခါပုံမှန်ထိုးနေကြတိုင်တစ်ခါနှစ်တစ်ဖြစ်သွားပြီပြီးရင်ဒီလိုတစ်ခုနဲ့ဒီလိုတစ်ခုကြားမှာဒီအောက်မှာခြားခဲ့သလိုပဲဖွင့်ပြီးနှစ်ချစ်စာချစ်မယ်ဒါဆိုရင်ဒီမှာဖွင့်ပြီးနှစ်ချစ်ချစ်ပြီးပြီဆိုရင်ဒီပထမဦးဆုံးဒီဘက်တိုင်ရဲ့ဒီပေါ်တဲမှာကျမတို့တစ်ပေါက်ထဲကိုတရစ်တင်တိုင်ရှိနှစ်ခါထိုးမယ်ဒီတစ်ပတ်ဒီထိုးခဲ့တဲ့ဒီတိုင်ချက်ရှိတဲ့အနေအမှာပဲနောက်ထပ်တစ်တိုင်နှစ်အဲဆိုဒါ V နှစ်တစ်ခါရပြီပေါ့နော်တိုင်ပွားတာတစ်ခါရပြီပြီးရင်သူနဲ့ဘေးကရက်ဒီဘက်ဖွင့်ပြီးချက်မှာကြတော့တစ်ပေါက်ကိုတစ်တိုင်ပဲထိုးမယ်ပြီးပြီဆိုရင်ဒီလိုတစ်ခုနဲ့တစ်ခုကြားဒီအလယ်မှာကြတော့ဖွင့်ပြီးနှစ်ချစ်ချရမယ်နှစ်ဖွင့်ပြီးနှစ်ချစ်ချပြီးပြီဆိုရင်ခုထိုးတဲ့နည်းစနစ်တိုင်းပဲဒီတစ်ပေါက်မှာတိုင်ရှိနှစ်ခါထိုးနှစ်လိုပုံစံဖြစ်မယ်သူနဲ့ပြီးကရက်ဖွင့်ပြီးချက်မှာကြတော့တိုင်ရှိတစ်ခါထိုးအခုပြတဲ့နည်းစနစ်လေးတိုင်းဒီ row number 4ကိုလည်းအပြည့်တစ်ပတ်ပြည့်တဲ့အထိဆက်ပြီးတော့ထိုးသွားမယ်နော်